ဟုတ်ကဲ့မင်္ဂလာပါရှင်နာဆန်ဒီကတော့ဒိုင်းအကပေါ့နော်သင်ခန်းစာ1အတွက် verb to စလုံးပေါင်းလေးပါပေါ့နော် verb to စလုံးပေါင်းလေးကတော့ဆိုင်နော်ဆိုင်နာနေနာနေဆိုင်ဆိုတာအသက်တွေကိုရည်တွက်တာပေါ့နော်ဥပမာဒါရှိအသက်ဆိုလို့ရှိရင်ဒါစန်ဂျူကောဆိုင်စန်ဂျူဆိုတဲ့အတွက်ဘယ်လောက်လဲ30ကောဆိုတဲ့အတွက်ဘယ်လောက်လဲငါစန်ဂျူကောဆိုင်ဆိုတဲ့အတွက်35နှစ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒါရှိဒီဂျပန်စာအုပ်သင်လာတာပေါ့နော်20219လပိုင်းနေရပေါ့နော်ပညာဒါနစတင်တာနေသင်လာတာယခုချိန်ထိတောက်လျှောက်ပေါ့နော်စာသင်ခဲ့ပါတယ်ရှင်ဟုတ်ပြီအဲ့ဒီမှာဆိုင်ဆိုတာအသက်ကိုရည်သွက်တဲ့နှစ်ကလေးတွေပါပေါ့နော်2002ခုနှစ်တို့2003ခုနှစ်တို့ဆိုတဲ့နှစ်မဟုတ်ဘူးနော်လူတွေရဲ့တရိษံလေးတွေရဲ့ဒီတခုခုရဲ့ပေါ့နော်တက်တန်းနှစ်ကိုရည်သွက်တဲ့ဟာပေါ့နော်ဆိုင်လို့အတန်ထွက်တယ်သူ့ကိုအသက်ဘလောက်လဲလို့မေးချင်နေသက်ဘလောက်လဲအနာတာဝါနန်းဆိုင်ဒက်စကအနာတာဝါနန်းဆိုင်ဒက်စကနန်းဆိုင်နဲ့မေးရပေါ့နော်နန်းဆိုင်အဲ့ဒီမှာပိုရင်ကြည့်အောင်လို့ဆိုရင်တော့အိုခုဆအိုခုဆဟုတ်ပြီနော်အဲ့မှာဆီယာမကဲအတန်းထဲမှာဆီယာမနဲ့တပည့်ရင်းနဲ့စတင်နေပြီပေါ့ကွယ်နော်တင်နေတဲ့ခါမှာဆိုရင်ဒီခန်းကိုတင်တဲ့ခါမှာကလေးတွေကဆီယာမရဲ့အသက်ကိုသိကျင်တယ်ကဆန်းစေဝနန်းဆိုင်ဒက်စကထက်ဆိုတာထက်ပေါ့နော်စကိုရဲ့ဆရာမသူတို့ဒီမှာဂျပန်ဒီမှာသူကလေမဲဝဲနော်ဟီတိုနဲ့မဲရှတာနော်ဟီတိုပေါ့နော်မဲဝဲနော်ဟီတိုဆိုတာကကိုထက် level မြင့်တဲ့သူပေါ့နော် mesh တာနော်ဟီတိုဆိုတာကိုယ့်ထက် level နှိပ်တဲ့သူအဲ့လိုသူတို့ကလေဒီစကားပြောလေးတွေကိုရန်တတိထားပြီးပြောတယ်ပေါ့နော်ဆိုတဲ့အခါကျတော့စန်းစေဝအိုီခုဆဒက်စကစန်းစေဝအိုီခုဆဒက်စကအဲ့လိုမျိုးပေါ့နော်ပိုရင်ကျေးတဲ့အသုံးနှုန်းလေးတွေနဲ့မေးပြတာပိုကောင်းတယ်ပေါ့နော်အိုီခုဆဆိုတာကနန်းဆိုင်ထဲပိုရင်ကျေးတယ်ပေါ့နော် hi ဟုတ်ကဲ့ပေါ့နော်အဲ့ဒီမှာနောက်တစ်လုံးမဟုတ်ပါဘူးကကြာ EEL လို့မထွက်ရဘူးပေါ့နော် EEL ဆိုရင်မှားရနော် EEL လို့ထွက်ရင်တပြိုးပဲနော်နည်းနည်းလဲထူးဆန်းနေတယ်လို့ပဲပေါ့နော်ကြားရတာပေါ့နော် E ရဲ့ နှလုံးလေးကိုအတန်လေးဆွဲလိုက်တဲ့ E ဆိုပြီးတော့လေပြီးတဲ့ခါကျအဲ့ E နဲ့ L လေးကိုမှလေ EL လည်းမဟုတ်ဘူးနော် အဲ့လိုလည်းမဟုတ်ဘူးပေါ့နော် E ရဲ့အဲ့လိုလေးထွက်တယ်ပေါ့နော်ရှစ်စလိုက်ဒက်စငါအဲ့ဒီမှာအနောက်ဆိုစလုံးလေးကခလေးပေါ်မှာတက်တင်လိုက်တော့တမြင်းဂါဖြစ်သွားတယ်ပေါ့နော်သူတို့ကအဲ့ဒီဂါအတန်လေးကိုပေါ့နော်ဂါဂီဂူဂေကိုဆိုတဲ့အတန်လေးကိုသူတို့ကတချို့စလုံးလေးတွေမှာဂါလို့မထွက်ဘဲနဲ့ငါအတန်လေးထွက်တာမျိုးရှိတယ်ဒီမှာဆိုရင်ရှစ်စလိုက်ဒက်စဂါလို့မထွက်ဘဲနဲ့သူတို့ကလေရှစ်စလိုက်ဒက်စငါပေါ့နော်တစ်စိမ့်လောက်ပါရှင်အာနာဘီမဲဆိုတဲ့ပုံစံလေးပေါ့နော်အိုနာမယေဝါအဲ့ဒီမှာဆိုလို့ရှိရင်ဒါအရန်မရင်ကျေးအိုနာမယေဝါဆိုတာကြီးကတားကြီးမရင်ကျေးပေါ့နော်ဥပမာဘယ်လိုခေါ်မလဲပုံမှန်အသုံးနှုန်းပဲရှိရပေါ့နော်ယဉ်ကျေးတဲ့အသုံးနှုန်းထဲမှာမပါဘူးအဲ့ဒီမှာဆိုလို့ရှိရင်ယဉ်ကျေးတဲ့အသုံးနှုန်းဆိုလို့ရှိရင်တော့အိုနာမအေဝနန်ဒက်စကာဟုတ်ပြီနော်ဥပမာဆိုလို့ရှိရင်သူများရဲ့နာမည်ပေါ့နော်မေးတဲ့အခါမှာဆိုရင်ရှစ်စလိုက်ဒက်စငါခွင့်ပြုပါရှင်အာနာဘေမဲပေါ့နော်အိုနာမအေဝနန်ဒက်စကာနာမည်လေးကဘယ်လိုခေါ်ပါသလဲပေါ့နော်အဲ့လိုလေးမေးတယ်ဒီမှာကျအိုနာမအေဝရဲ့နာမှာ question mark ဆိုတဲ့အတွက် question mark ဆိုတာမေးတယ်ဆိုတဲ့သင်္ကေတပေါ့ကွယ်အဲ့လိုဆိုတဲ့အခါကျတော့ဒါဖတ်တဲ့အခါမှာတော့ question ဘက်ကြီးမြင်နေတာဖြစ်တဲ့အတွက်ဒါအမေးစကားလုံးပဲဆိုတာသိပေမဲ့လို့ဟုတ်ပြီစကားပြောတဲ့အခါမှာအိုနာမအေဝအဲ့ဒါဆိုရင်မေးတာလားနာမည်ကသူ့နာမည်ကိုသူပြောနေရတာသူ့နာမည်ကိုပြောနေလဲကို့နာမည်ကိုပြောတာယူအရှိမအိုကြီးထည့်ထားတယ်ဘာကြီးလဲပေါ့နော်ရိုင်းလိုက်တာအဲ့လိုမျိုးဖြစ်သွားလိမ့်မယ်နော်ဆိုတဲ့ခါကျတော့အဲ့လိုမျိုးအိုနာမယေဝနန်ဒက်စကာဆိုလို့ရှိရင်တော့ဒါအမေးစကားလုံးကလေးပါနေတော့ဒါမေးတာဆိုတာသိတယ်နန်ဒက်စကာဆိုတော့ဘာလဲဆိုပြီးတော့မေးရပြတဲ့အတွက်ဒီလိုမျိုးအဲ့လိုမျိုးမပါဘူး question mark တန်နေဆိုရင်တစ်ဖက်သူကကိုကသူ့နာမည်လေးကိုမေးနေရပါလားဆိုတာတစ်ဖက်သူကနားလည်ဖို့အတွက်နောက်ဆုံးစလုံးလေးကိုတန်လေးမြင့်ပြီးဆွဲပြီးတော့ပြောပြရတယ်ဒါမှအမေးစကားလုံးပဲအိုနာမယေဝအဲ့လိုမျိုးပေါ့နော်အိုနာမယေဝအဲ့လိုမျိုးဆိုရင်မှားတယ်နော်အိုနာမယေဝဆိုပြီးအတန်လေးကိုနည်းနည်းလေးမြင့်ပြီးဆွဲပေးရတယ်ဒါမှတစ်ဖက်သူကသူငါနာမည်ကိုမေးနေတာပါလားဆိုပြီးတော့နားလည်မှာနော်ဟာဂျီမဲမာရှ်တဲ့
ဟာဂျီမဲမာရှ်တဲ့ဆိုတာကပထမဦးဆုံးတွေ့တဲ့သူတွေပဲနှုတ်ဆက်ရတဲ့စကားဥပမာဆိုဝရရှိနဲ့မနာဆန်တို့နဲ့ဆိုတခါမှမတွေ့ဘူးသေးဝရရှိကိုလည်းမနာဆန်တို့မတွေ့ဘူးမနာဆန်ကိုလည်းမနာဆန်တို့လည်းဝရရှိမတွေ့ဘူးပေါ့နော်ဆိုတဲ့ခါကျဥပမာပထမဦးဆုံးအချိန်များတွေ့ရမယ်ဆိုလို့ရှိရင်ဒီစကားလုံးလေးနဲ့နှုတ်ဆက်ရမှာပေါ့နော်ဟာဂျီမဲမာရှ်တဲ့တွေ့ရတာဝမ်းသာပါတယ်ဟုတ်ပြီနော်ဒုတိယအချိန်ပြန်တွေ့ပြီဆိုရင်ဒီစကားလုံးလုံးဝသုံးလို့မရတော့ဒီစကားလုံးဒီပထမဦးဆုံးအချိန်ပထမဦးဆုံးတွေ့ဘူးတဲ့သူကိုသာလေသုံးရမယ့်စကားလေးပေါ့နော်ဟာဂျီမဲမာရှ်တဲ့どうぞよろしくどうぞよろしくどうぞよろしくお願いしますお願いしますお願いしますこちらは何々さんですဒါကြတော့ကိုကကွယ်ကိုတငယ်ချင်းနှစ်ယောက်ကိုမှရှိတဲ့တငယ်ချင်းတစ်ယောက်ကိုနောက်ကိုရဲ့နောက်တငယ်ချင်းတစ်ယောက်နဲ့မိတ်ဆက်ပေးတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးခါမှာဆိုဒီဘက်ကတော့ဟေးတငယ်ချင်းရေဟုတ်ပြီနော်ဒီဘက်ကတော့ဘသူဖြစ်ပါတယ်ဆိုပြီးတော့မိတ်ဆက်ပေးတယ်အဲ့ဒီဆန်ရဲ့ရှေ့မှာကြတော့သူ့ရဲ့နာမည်လေးပေါ့နော်ဥပမာဆိုလို့ရှိရင်သူ့ရဲ့နာမည်ကအီအီပဲထားလိုက်ပါတော့နော်ဟဲတငယ်ချင်းဟိုဘက်ကတငယ်ချင်းနာမည်ကလလပဲထားလိုက်ပါတော့နော်လလရေဒါကတော့လေဗါတဲ့အီအီလေအီအီဖြစ်တယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ခွချီတာဝါအီဆန်ဒက်ခွချီတာဝါအီဆန်ဒက်ဆိုပြီးတော့သူကတော့အီလေအဲ့လိုမျိုးမိတ်ဆက်ပေးတာပေါ့နော်နောက်ကကြနာနီကနာနီခါရာခီမတ်တာနာနီနာနီခါရာခီမတ်တာဟုတ်ပြီနော်ကိုမိတ်ဆက်တဲ့ခါမှာတုံးတယ်ပေါ့နော်ဥပမာကိုကရန်ကုန်ဇာတိမဟုတ်ဘူးမန္တလေးရဇာတိဟုတ်ပြီနော်မန္တလေးကနေရန်ကုန်လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့မန္တလေးခါရာခီမတ်တာမန္တလေးခါရာခီမတ်တာဟုတ်ပြီနော်မန္တလေးကနေလာခဲ့ပါတယ်စကိုင်းကဆိုလဲစကိုင်းခါရာခီမတ်တာစကိုင်းခါရာခီမတ်တာမကွေးရဆိုလဲမကွေးခါရာခီမတ်တာပေါ့နော်အဲ့ဒီကနေလာခဲ့တာပါပေါ့နော်ကဲအောက်မှာတော့နိုင်ငံလေးတွေပါအမေရိကအီဂီလီစုအင်ဒိုနီးရှားခန်းခိုခုဒီမှာဆိုလို့ရှိရင်တတိထားကြည့်မိလားမသိဘူးเนาะတခြားနိုင်ငံတွေကိုတော့ခဏခဏနဲ့ရေးပေမဲ့ကိုရီးယားရဲ့တရုတ်ရဲ့ဂျပန်ရဲ့ဟီရာဂနာပေါ့เนาะခန်းကြီးနဲ့လည်းရေးလို့ရတယ်သူကကြတော့ကိုရီးယားရဲ့ဂျပန်ရဲ့ဒီတရုတ်နိုင်ငံရဲ့ခန်းကြီးကိုယူသုံးထားတဲ့နိုင်ငံလေးတွေဖြစ်တဲ့အတွက်သူတို့ရဲ့နိုင်ငံတွေဒီခန်းကြီးနဲ့ရေးလို့ရတာဖြစ်တယ်ခန်းကြီးနဲ့ရေးလို့ရတာဖြစ်တဲ့အတွက်သူတို့ဒီခဏခဏနဲ့မရေးဘူးပေါ့เนาะသူတို့နိုင်ငံကတော့ဒီအရင်တုန်းကတရုတ်နိုင်ငံကနေပြီးတော့ခန်းကြီးကိုယူသုံးခဲ့တဲ့နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့เนาะခန်းခိုခုထိုက်ဂျူချူကောခုအဲ့ဒီမှာခိုလေးပေါ်မှာတက်တက်လေးပါတယ်เนาะချူကောခုဒိုイス日本フランスブラジル桜大学富士大学パワー電気ブラジルエア神戸病院ခိုးနောက်မှာတက်ရှိဥပါတဲ့အတွက်အတန်ဆွဲမယ်နော်神戸病院ဟုတ်ပြီနော်ဟိုင်းမနာဆန်စလုံးပေါင်းလေးတွေကိုတည်တည်ချာချာလေးလိုက်ချက်ထားပြပါနော်စလုံးပေါင်းလေးတွေရနေတဲ့သူဒီ grammar သင်တဲ့ခါမှာလည်းသူများထက်နာသဖြားတာရယ်ပေါ့နော် listening နားထောင်တဲ့ခါမှာဆိုရင်လည်းသူများထက်နာသဖြားတာပါတယ်ရှင်အားကြောင့်မလို့စလုံးပေါင်းကိုကြည့်ရမှာမပြေးပါနဲ့နော်ခြာရေးဖို့လည်းမပြေးပါနဲ့လို့တိုက်တွန်းချင်ပါတယ်ရှင်ဟုတ်ကဲ့ပါမနာဆန်စလုံးပေါင်းလေးတခြားလေးချက်ထားပြပါရှင်နောက်နေ့မှာ grammarတင်တဲ့ခါပြန်တွေးကြမယ်နော်はい皆さんおやすみなさいまた明日